ရီးစားစကားဆိုတာဘယ်နှယောက်ရှိမှပြောလို့ရတယ်နေတို့ဒီလိုမနေနဲ့နော်လေအသေးကြီးလိုက်ရင်ဒုက္ခဖြစ်မဲ့ဆေးပေးမိယူလေးရအောင်အိတ်ထောင်ပြကြမှတ်ထားပေးတာပါပေးမယ်ဆေးပြောလိုက်ွယ်ပေးမှာကဆေးပြန်ယူမှာကမိပရိသတ်တို့ယူမထားဘူးလားယူထားတယ်နော်အေးမိယူထားတယ်လားဘိုးဘိုးလေးလေးဖြေတယ်ငါတော့ကြားလိုက်တာတခါကြီးတော့မရှာနေနဲ့အဟုတ်တင်ပြီးတော့လူပြိုကြီးကအိတ်ထောင်ပြဖို့အပြိုကြီးကိုလိုက်ရှာတာတွေးပါလေရောအပြိုကြီးကဒီလိုတရားပွဲသွားတာရေးနာရေးသွားမင်္ဂလာဆောင်သွားအတူပါသွားအဖို့နေသွားတယ်ဆိုတော့သူကြီးစားစကားပြောဖို့လိုက်ချိတ်တာဘယ်မှအဆင်မပြေပရိသတ်တို့ငယ်ရတာကြီးလာတာပဲအိတ်ထောင်ပြကြတဲ့လူတွေအားလုံးပါပဲနော်ရိုးရိုးသားသားပွဲပွဲလင်းလင်းဖြေကြစမ်းပါကြီးစားစကားဆိုတာဘယ်နှယောက်ရှိမှပြောလို့ရတယ်ဒီကလေးလည်းဖြေတယ်2ယောက်လားမိတ်မရပြီလားမရသေးမရသေးမှထား2ယောက်လားခြေစမ်းကြဲကြဲ1ယောက်ထဲလား2ယောက်လားပြောကြဲကြဲကိုယ်တိုင်လားလက်တွေးလားလက်တွေးမှာဗျာလားနေတဲ့သမီးကြီးစားဘွားပြန်အောင်ပွေးပြီလားထားပေါ်လေ2ယောက်တည်းကြုံဖို့ဆုံဖို့လူပြိုကြီးလိုက်ချိတ်တာဘယ်မှအဆင်မပြေတနေ့တော့လူပြိုကြီးတွေကန်ကောင်းဖို့အချိန်ပေးလာဖို့ကအပြိုကြီး1ယောက်တည်းအိတ်တာတဲ့လူပြိုကြီးကလိုက်သွားပြောကြဲကြဲဘယ်ကိုလိုက်သွားဟေးအိတ်သာထဲမလုံးနဲ့တရားထဲဝင်လို့ရတဲ့အိတ်သာအိတ်သာအဆင်းကိုသွားကြိုနေတာအပြိုကြီးလည်းအိတ်သာတေလို့ပြီးပြန်လဲဆင်းလာရောလူပြိုကြီးနဲ့2ယောက်လမ်းမှာအကြီးချင်းဆုံးအပြိုကြီးကဘာမှမဖြစ်ပေမဲ့တစ်ဖက်သားဖြစ်တဲ့လူပြိုကြီးကရင်းနေခေါ်ပြီးတော့ချွေးတွေကြားလာတာတကူလုံးချွဲရောပြောကြဲကြဲဘာချွေးလဲအမေစောချွေးခြေစမ်းကြဲကြဲကိုယ်တိုင်မကြုံဘူးလားဟောကြုံဘူးပါတယ်ဗျာတဲ့ကြည့်တယ်ဟေးကြိုက်တော့မရှိငိုက်တော့မရှိငတ်တော့မရှိဆိုသလိုရင်တက်ကကိလေသာတဏှာကအတွေးကနှုတ်ဆော်တိုက်တော့ပိတ်လိုက်တဲ့နေဒီလိုရီးစားစကားပြောဖို့2ယောက်တည်းကြုံဖို့ဆုံဖို့ချိန်နေရတာရစ်တိလားတိမနဲ့တော့ဘူးခု2ယောက်တည်းလောလောလတ်လတ်တွေးနေမှတော့နေရီးစားစကားပြောတော့တိုက်တော့ပိတ်လိုက်တော့ဒါစကထွေးမိထွေးရအစားချီပြီးပြောလိုက်တော့ကအမကြီးစားပြီးပြီလားဟိုမှာဘယ်ကပြန်ဆင်းဖြေကြလားကွယ်ငါမောနေရောနေတို့ခါတွေကပြောကြကြအပြိုကြီးကဘယ်ကပြန်ဆင်းအိမ်သာဆင်းလာတဲ့အပြိုကြီးကိုအမကြီးစားပြီးပြီလားဆိုတော့မစင်ကြီးစားပြီးတော့ဆင်းလာတဲ့ပုံစံဆိုတော့ဟဲဘယ်ပြောကောင်းမအပြိုကြီးစိတ်ဆူဆူနဲ့ပါရိုက်ထိုက်လိုက်တာပြန်ဆိုအဲ့ဒါကွဲပါလေရော